ဒီနေ့မှာတော့ကျမတို့ lash တကုံကနေပြီးတော့ decoration ပြုလုပ်ပြီးစီးခဲ့တဲ့ project တွေတဲကမှမြောက်တကုံ38ရက်မှာရှိတဲ့နှစ်ထပ်ခွဲရုံးနဲ့အိမ်တွဲရဲ့လုံးချင်းအိမ်လေးကိုလိုက်ပြပေးတော့မှာပဲဖြစ်ပါရဲ့ရှင် living room နဲ့ကက်ရဲ့ညာဘက်ချမ်းထဲမှာတော့ meeting room လေးပြုလုပ်ထားပေးပါတယ်ဒီ meeting room ထဲမှာဆိုလို့ရှိရင်တော့အတန်လေးပဲ့တင်တန်တွေမရရအောင်ပေါ့နော် echo မရရအောင်လို့ drywall ထဲမှာ insulation တွေကိုတေချာလေးထည့်ပြီးတော့မှအပြင်ကနေ wallpaper လေးကပ်ပြီးတော့ decoration ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ် meeting room နဲ့ကက်ရဲ့က kitchen ထဲမှာဆိုလို့ရှိရင်တော့ကျမတို့က L shape ပုံစံ dry kitchen counter လေးကိုပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ညာဘက်ချမ်းမှာ wet kitchen က existing ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကအလဲကောင်မှာပဲပေါ့နော် L shape ပုံစံ dry kitchen counter လေးကိုလုပ်ပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့အပေါ်တက်လာမယ်ဆိုလို့ရှိရင်တော့ကျမတို့ကတခါတလေနယ်ကနေလာမဲ့ဧည့်သည်တွေအတွက်ကို mezzanine floor မှာ guest room လေးပြုလုပ်ထားပေးတာရှိပါတယ်ဒီ guest room ထဲမှာတော့ open wardrobe နဲ့ dray ရဲ့ dressing counter လေးရဲ့ဒီဘက်ချမ်းမှာတော့ working table လေးရဲ့ထားရှိပေးတာပါတယ်first floor မှာတော့ဝန်ထမ်း6ယောက်လောက်တခါတည်းထိုင်ပြီးအလုပ်လုပ်လို့ရအောင် open office area လေးထားရှိပေးထားပါတယ်။ company ဆိုင်မုတ်လေးတွေရဲ့နောက်ပြီးတော့ attainment trophy လေးတွေထားဖို့နေရာရဲ့ fine တွေသိမ်းဖို့အတွက် cabinet နေရာလေးတွေပါတခါတည်းပေးတင်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ဒီဘက်မှာတော့ကျမတို့ကရုံးမှာပဲနေပြီးတော့အလုပ်လုပ်မဲ့ဝန်ထမ်းတွေအတွက်ကိုနှစ်ထပ်ကတင်လေးတွေနဲ့ staff room လေးပြုလုပ်ထားပေးတာဖြစ်ပါတယ်ရှင်။နောက်တစ်ခါကတော့ကျမတို့ staff room ကိုမှာပေါ့နော် hall ပုံစံမျိုးလေးပဲထားပေးတာဖြစ်ပါတယ် master bedroom ထဲမှာဆိုလို့ရှိရင်တော့အိတ်တဲ့ကတင်ရဲ့ခေါင်းရင်းမှာဘက်ဟက်အနေနဲ့ပေါ့နော် light တဲ့မီးဝါလေးတွေထည့်ပြီးတော့ decoration ပြုလုပ်ထားပေးပါတယ်ဒီဘက်ကဗီဒီယိုထဲမှာဆိုလို့ရှိရင်လည်း lighting တွေရောတကားကိုပါပေါ့နော်တခါတည်းမှန်တက်ပြီးတော့ပြုလုပ်ထားပေးတာဖြစ်ပါတယ်ရှင်bathroom ထဲမှာဆိုလို့ရှိရင်လည်းဒီပတ်တက်ရဲ့ဘေးနားမှာပေါ့နော် LED mirror လေးတွေရဲ့နောက်ပြီးတော့ basin ပုံစံရောပေါ့နော် curve ပုံစံလေးပြုလုပ်ထားပေးတာဖြစ်ပါတယ်